တယောက်က80ရက်ကိုမှရှိတဲ့အဖွားကိုတယောက်အိမ်ကိုရောက်လာတယ်ရောက်လာပြီးတော့သူကအဲ့အဖွားကြီးကိုသူကကုညီကလေး brighter ဖွဲ့လို့ဘာလို့ပေါ့ဗျာအဖွားကြည်ကနေမကောင်းဘူးပေါ့အဲ့တော့အဖွားကိုစိတ်ကူမယ်ဆိုပြီးကျမကြီးဌာနပါဆိုတော့ဟန်ဆောင်ပြီးတော့ဝင်လာတယ်အဖွားအိမ်မော်ဒီတက်ခေါ်တယ်အဖွားကတော့သူကျမကြီးတကယ်မကောင်းဘူးမကောင်းတော့အဲ့ဒါနဲ့ဟောသူ့ကိုဒါကျမကြီးဆောက်ရှောက်မှုလာလုပ်ပေးတယ်လို့ထင်ပြီးတော့အဖွားကလည်းလိုက်သွားတယ်80အသက်80ကျော်ဆိုတော့အဲ့တော့သူ81ဈေးကနေ90ကျောင်းလမ်းမတိုင်အထိသူက3ဘိန်းဘယ်လိုခေါ်မလဲစိုက်ကျဲလို့ပေါ့ဘီးရွဲတွေငှားစီးတယ်လို့ယူဆပါတယ်ဆိုတော့ငှားစီးပြီးတော့သူကျောင်းလမ်းမတိုင်လေးရောက်တော့အဲ့ဒီပြီးတော့ကားကြီးဂိတ်ကြီးကိုလမ်းလျှောက်ပြီးကားကြီးဂိတ်လေးရောက်ရောအဖွားမောနေလောက်ပြီးပါညာဆိုညာတယ်ညာပြီးတော့သူကခဏလေးစောင့်ဒီမှာစောင့်ကြအောင်ဆိုပြောရင်းနဲ့ဒီအဖွားဆက်ပြီးနေနေနောက်ဆုံးကျတော့ကဲလာအဖွားဘေးနားမှာရှိတယ်ဆိုပြီးဟိုတယ်မှာခဏနားအောင်ဆိုကဲဆောက်ထဲမှာခဏနားအောင်ဆိုကဲဆောက်တယ်ခေါ်သွားတယ်ကဲဆောက်တယ်ခေါ်သွားပြီးတော့အခန်းထဲထည့်ပြီးအခန်းထဲရောက်တော့အဖွားကိုသွားအဲ့အဖွားကိုတခါတည်းအဲ့ခန်းထဲရောက်တော့တခါချွတ်ချက်တွေပဲလော့ချလိုက်ပြီးတော့အဖွားယူပါတဲ့ဖွားကြီးမှာပါတဲ့ဒီဘာခေါ်လဲဆိုတော့နဂတ်ပေါ့နော်နဂတ်ချွတ်ခိုင်းတယ်ပါတဲ့ပစ္စည်းတွေချွတ်ပေးဖို့ဆိုတော့အဖွားကိုရောက်ပြအသက်80ကျော်ဘယ်လိုလုပ်ခံနိုင်မှာဒီငယ်ရွယ်မျိုးသမီးတောက်လောကနေအားနေဆိုမနိုင်ဘူးပေါ့မချွတ်ပေးဘူးလို့ဆိုတော့အဖွားကိုခေါင်းနဲ့ဖိပြီးတတ်ဖို့ကြိုးစားတယ်အဲ့လောက်ကြီးလုပ်ဖို့ကြိုးစားရဲနောက်ဆုံးကျတော့အဖွားကြီးကအတင်းချုံကိုင်းနဲ့သူ့ကိုလှုပ်ပေးဖို့ပြောရင်းနဲ့နောက်ဆုံးမှရှိတာလေးချွတ်ပေးပါမယ်ဆိုပြောရင်းနဲ့အဲ့လိုကချွတ်ပေးနေတော့ဟိုမျိုးသမီးလည်းအာအောင်ရောက်လိုက်တော့အချိန်မှာအဖွားကြီးကအခန်းတကားကိုအတင်းဆောင်ပြီးတော့အုံးစုတွန်းဖွင့်ပြီးတော့ဂျက်တော့တေချာမချလိုက်ဘူးထင်ပါတယ်တွန်းဖွင့်ပြီးလဲပြီးတော့အကောင်းအပြင်ထွက်ပြီးတော့အာကဲကြပါအောင်ဆိုအော်တဲ့သဘောရှိတယ်အဲ့မှာကဲဆောက်တဲ့လူတွေကကြားလိုက်ကြအတင်းဝုန်းရောက်လာအဲ့မျိုးသမီးကလည်းခုနမျိုးစင်ထွက်ပြီးသွားတယ်ထွက်ပြေးသွားဖြစ်သွားတယ်ထွက်ပြေးသွားပြီးတော့နောက်ဆုံးတော့အဖွားကြီးကိုတော့ကယ်နိုင်တယ်အမျိုးသမီးကထွက်ပြေးလို့မသွားတယ်ဆိုတော့အဲ့အတွက်သူအဲ့အတွက်တော့ဟိုလောလောဆယ်တော့အဖွားကြီးကကန်ကောင်းစွာဖြင့်ဘာမှတော့မဖြစ်သွားဘူးတော်သေးတာကန်ကောင်းတာပေါ့နော်ဆိုတော့ဟိုအိမ်မှာကိုယ့်အိမ်မှာတကြီးရောအမျိုးသမီးတွေကြံခဲ့တယ်တကြီးရောဖိုးဖွားတွေကြံခဲ့တယ်ဆိုရင်အိမ်တကားတွေလုံးလုံးချုံတရားပိတ်ထားဖို့မှာကြပါပြီးတော့တောက်တကုံ80ဆိုတော့နည်းနည်းဒီညာတွေကနည်းနည်းလေးဟိုမလုံချုံဘူးပေါ့ဗျာဟိညာတွေဆိုတော့နည်းနည်းဆိုးပါတယ်ဆိုတော့ဒါသတိကြီးထားမယ်ကိုယ့်အိမ်မှာကြံခဲ့တဲ့တကြီးရောအတွက်သတိကြီးထားမယ်ကိစ္စပါပြီးတော့ကိုယ့်အိမ်ကိုသစိမ်းတွေဝင်လာရင်ဘသူဖြစ်ဖြစ်မယုံကြည်ကြဖို့လိုတယ်ယုံကြည်ပြီးတော့မတော်တဆယုံကြည်မှုကြောင့်ဖြစ်ဖြစ်မတော်တဆကိုကကူညီခြင်းတဲ့စိတ်ကြောင့်ဖြစ်ဖြစ်ယုံလည်မှုကြောင့်ဖြစ်တစ်ခုကြောင့်ဖြစ်ကိုယ်ကိုလိန်ပြီးတော့တစ်ခုခုလောက်သွားတတ်တယ်အဲ့ဒါခံတတ်ပါတယ်ဒါကြောင့်ဒါသတိကြီးထားမယ့်ကိစ္စပါရန်ကုန်မှာအဲ့လိုလုပ်နေတဲ့ဇာတ်လမ်းတွေရှိတယ်ဆိုတဲ့သတင်းကတော့ဒါထွက်လာတယ်တောင်းတခုမှာဒါမနေ့ကမတ်လ9ရက်နေ့ဖြစ်သွားတာဆိုတော့အဲ့မျိုးသမီးကတော့လွတ်သွားတယ်ပေါ့နော်ဆိုတော့သက်ဆိုင်ရာရဲတာဝန်ရှိသူတွေကလည်းမတိုင်မဖမ်းဘူးပေါ့ဗျာတိုင်မှတော့ဖမ်းမှာမတိုင်မဖမ်းတိုင်ရင်တော့မှပဲတိုင်ရင်တော့သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလည်းတိုင်ရင်တော့သူတို့မှအလုပ်တွေကများတယ်တအားများတာခင်ဗျာလှုပ်ရှားလုပ်တွေကတန်းစီနေတဲ့ခါကျတော့တိတိတိုင်မယ်နော်ရဲတပ်ဖွဲ့အလုပ်တအားများတာဗျာများတဲ့ခါကျတော့တိုင်တဲ့လူတွေပြည်သူလူထုအသက်အိုးစီလူကြီးခဏထားအောင်မင်းတို့ကိစ္စခဏထားအောင်ငါတို့လုပ်တယ်တအားများတယ်အဲကြောင့်ခဏနေအောင်ဆိုတော့မျိုးနောက်ကိုအပြစ်ခံလိုက်ရတော့ခင်ဗျာဒီမျိုးသမီးကနောက်ထပ်ထပ်ပြီးလိမ်မဲ့ဇလန်နေပေါ်ဦးမှာတနည်းမို့တနည်းနောက်ထပ်လူကြားမှာထပ်လိမ်ရအောင်ဘယ်လိုလိမ်လို့တော့မသိဘူးသက်ဆိုင်ရာဖွဲ့စည်းရတော့ CCTV မှတ်တမ်းတွေကနေဒီမျိုးသမီးပုံတွေတော့ဓာတ်ပုံတွေတော့ထုတ်လာတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တော့ဒီမျိုးသမီးကဒါကိုကြည့်ချင်းဒီမျိုးသမီးကတော့ဟို CCTV မှတ်တမ်းတွေထုတ်ပြန်ခိုင်းရင်တော့ဒီမျိုးသမီးကနည်းနည်းတော့ဟောဖြစ်မဲ့သဘောတော့ရှိတယ်နော်အဲ့တော့စောင့်လို့ကြည့်ကြတာပါဗျာဘယ်လိုဆက်ဖြစ်မလို့တော့မသိဘူးဘယ်လိုဆိုတော့ဒီမျိုးသမီးတော့ပြပြလွတ်မြောက်သွားတယ်ပေါ့နော်ဆိုတော့ဒါတော့တော်တော်ကမှဖြစ်သွားတဲ့သတိထားစရာကိစ္စတစ်ခုဖြစ်နေထည့်ပြောတာပါနော်